နောက်တနေ့မနက်စောစောတွင်လင်းထက်သည်အစစ်နှင့်ကုသခြင်းအင်ကိုအဝတ်စားဖြင့်ဖုံးကားရွာသူကြီးရဲ့အိမ်သို့ထွက်လာခဲ့တယ်။အိမ်သို့ရောက်တဲ့အခါဓမြစည်းလဲနေသောချောစုကိုတွေ့လိုက်ရတယ်။သူမကအံ့ဩသောလေသံနှင့်မနက်စောစောကြီးပါကိစ္စရှိလို့လေဟုလင်းထက်အားမေးလိုက်လေတယ်။လင်းထက်ကမင်းအဖေရဲ့တန်ရအချီနီကိုသိကျင်လို့ဟုပြန်ပြောလေတယ်။ချောစုကအဖေကအခုထိအနားယူနေတော့ဆီရာဝမကလည်းအဖေကိုလာအနေငယ်ခန့်အနားယူဖို့ပြောထားတယ်လေဟုပြန်ပြောလေတယ်။လင်းထက်ကလည်းငါခဏလေးပဲကြည့်မှာပါ။နောက်ပြီးစကားလည်းအနေငယ်ပြောခြင်းလို့ဟုခွင်တောင်းလိုက်တယ်။ နောက်ဆုံးတော့ချောစုလဲလက်ခံလိုက်ပြီးသူ့အဖေအားမနိုးဆယ်နဲ့ဟုပြောလိုက်တယ်လင်းထက်အခန်းထဲသို့ဝင်သွားတဲ့အခါခြေထောက်တွင်ပတ်တီးစီးထားပြီးအိပ်ရာထဲတွင်အိပ်ပျော်နေသောရွာသူကြီးကိုတွေ့လိုက်ရတယ်လင်းထက်ကရွာသူကြီးရဲ့နဘေးတွင်ဒူးထောက်ထိုင်ချလိုက်ပြီးကုတချင်းအင်ကတ်ကိုဒဏ်ရာရထားသောခြေထောက်ပေါ်တွင်တင်လိုက်ကာနိုးထဆန်းဟုတိုးတိတ်စွာရည်ရွယ်လိုက်တယ် ထိုအခါအင်ကတ်ကြီးမှအစင်းရောင်စွမ်းရည်များထပ်ပေါ်လာပြီးရွာသူကြီးရဲ့ဒဏ်ရာရထားသောခြေထောက်ထဲသို့ဝင်ရောက်သွားခဲ့တယ်။ရွာသူကြီးရဲ့ခြေထောက်ဒဏ်ရာမှာဖြည်းဖြည်းချင်းပြန်လဲကောင်းမွန်လာသည်ကိုလင်းထပ်သွဲလိုက်ရတယ်။ခဏကြာပြီးနောက်အခန်းထဲသို့ချောစုဝင်ရောက်လာပြီးအစင်ပြေလားဟုမင်းမြန်းလိုက်တယ်။လင်းထပ်ကချောစုအားမင်းအဖေမကြခင်ပြန်ကောင်းလာမယ်ဟုပြောလိုက်တယ်။